စိတ်လှုပ်ရှားကြမယ်လို့ထင်ပါတယ်အထူးသဖြင့်တဒိုးသားနဲ့တဒိုးသမင်းကစိတ်လှုပ်ရှားမယ်လို့ကျွန်တော်အကျွင့်မဲ့ယုံကြည်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဖျားသခင်ရှေ့အသင်းတော်ရှေ့မှာထိမ်းများဆောင်နှင်းခြင်းမပြုခင်မှာနော်ဒီဖျားပေးထားတဲ့တာဝန်အရာကျွန်တော်နေအားဖြင့်မေးစရာရှိတဲ့ຢာလေးကျွန်တော်မေးမြန်းချင်ပါတယ်ဆိုတော့တဒိုးသားနဲ့တဒိုးသမင်းခဏမတ်တက်ရပေးပါနော်နှစ်ယောက်ပဲအရှိကနေတိုးပေးပါဆိုတော့ဒီနေ့မောင်ဆိုင်အောင်နဲ့ဒီအဲလစ်ဇဘက်ထိမ်းများဆောင်နှင်းဖို့ရန်အတွက်ထို့သဖြင့်ဒီတဒိုးသမီးဖြစ်တဲ့အဲလစ်ဇဘက်ကိုဘသူကနော်ဒီထိမ်းများဖို့တာဝန်ပေးတာလဲဖြည့်ပေးပါဟုတ်ပါတယ်ကျွန်တော်သမင်းတော်အဲလစ်ဇဘက်ကိုကျွန်တော်အနေနဲ့ထိမြဲချင်းတာဝန်ကိုပေးဆောင်ရရှိဖြစ်ပါတယ်ဆိုတော့မောင်ဆိုင်အောင်နဲ့ဒီထိမ်းများဆောင်နှင်းဖို့ရန်အတွက်ဒီတဒိုးသမီးတို့ရဲ့ရွှေမျိုးမိဘတွေကိုစားအနှင်းပေးတာသင်ထောက်ကြီးဦးထွန်းလန်လည်းသူပဲကျေးဇူးတင်ပါတယ်ခုချိန်မှာတော့ကျွန်တော်တို့နော်ဒီကျွန်တော်နေအားဖြင့်ဆက်လက်ဒီမိမြန်းစာလေးတွေကျွန်တော်နေအားဖြင့်လောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဥစွာကျွန်တော်နေအားဖြင့်ဒီမောင်ဆိုင်အောင်ကိုကျွန်တော်နေအားဖြင့်မေးမြန်းလိုပါတယ်တဒိုးသားဖြစ်တဲ့မောင်ဆိုင်အောင်တင်ဒီမအဲလစ်ဇဘက်ကိုဖျားသခင်ရဲ့နှုတ်ဘတ်တော်အတိုင်းအတူတကွပေါင်းသင်းဖို့ရန်တန်ရှင်တော်လက်ထက်ချင်းဖြင့်သိမ့်ပါယူပါမည်လားသူကိုချစ်၍နှစ်သိမ့်စေလျက်ကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေကောင်းစားသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေသူ၌မိဝဲသဖြင့်သင်တို့နှစ်ဦးအသက်ရှင်သမျှကာလပတ်လုံးဝိတ္တရားအတိုင်းလိုက်လျှောက်လျက်ကောင်းမွန်စွာပေါင်းသင်းပါမည်ဟုတစ္ဆာဂတိပြုပါသလောပြုပါတယ်အားလုံးကြားတယ်နော်ဆိုတော့ကျွန်တော်နေအဖြစ်ဒီမအဲလစ်ဇဘက်ကိုလည်းကျွန်တော်မေးမြန်းချင်တယ်သူတို့သမီးမအဲလစ်ဇဘက်တင်ဒီမောင်ဆိုင်အောင်ကိုဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းအတူတကွပေါင်းသင်းရန်တန်ရှင်သောလက်ထက်ချင်းဖြင့်တိမ်ပိုက်ယူပါမည်လားမောင်ဆိုင်အောင်ကိုချစ်၍နှစ်သိမ့်စေလျက်ကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေကောင်းစားသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေသူ၌မိဝဲသဖြင့်သင်တို့နှစ်ဦးအသက်ရှင်သမျှကာလပတ်လုံးဝိတ္တရားအတိုင်းလိုက်လျှောက်လျက်ကောင်းမွန်စွာပေါင်းသင်းပါမည်ဟုတစ္ဆာဂတိပြုပါသလားဂတိပြုပါတယ်ကျေးဇူးတင်တယ်ဆိုတော့အခုချိန်မှာတော့ဒီနှစ်ယောက်လုံးကဒီဖျားသခင်ရှေ့အသင်းတော်ရှေ့လူတို့ရှေ့မှာဂတိတစ္ဆာဝန်ခံပြီးပြီဆိုလို့ရှိရင်ကျွန်တော်နေအားဖြင့်ဒီတဒိုးသားမောင်ဆိုင်အောင်ကိုကျွန်တော်နောက်ကနေလိုက်ဆိုပေးစေချင်တယ်ဒီမိုက်တစ်လုံးဆင်ပြေမလားတယောက်လောက်မိုက်တစ်လုံးဆင်ပြေမလားဆိုတော့တဒိုးသားမောင်ဆိုင်အောင်ကလိုက်ဆိုပေးစေချင်တယ်ကျွန်တော်မောင်ဆိုင်အောင်ဒီကျွန်တော်မောင်ဆိုင်အောင်ဒီမအဲလစ်ဇဘက်ကိုမအဲလစ်ဇဘက်ကိုကျွန်တော်ဤလက်ထက်ဇနီးမယားအဖြစ်ကျွန်တော်ဤလက်ထက်ဇနီးမယားအဖြစ်တိမ့်ပိုက်ပြီးလျင်တိမ့်ပိုက်ပြီးလျင်ယနေ့မှစ၍ယနေ့မှစ၍အသက်ကုံဆုံးသည့်တိုင်အောင်အသက်ကုံဆုံးသည့်တိုင်အောင်ဘဝခရီးတစ်လျှောက်ဘဝခရီးတစ်လျှောက်တာယာသည်ဖြစ်စေတာယာသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေနာသည်ဖြစ်စေထာဝရဘုရားဤထာဝရဘုရားဤအမိန့်တော်နှင့်လျော်ညီစွာအမိန့်တော်နှင့်လျော်စွာချစ်ချင်းမေတ္တာဖြင့်ချစ်ချင်းမေတ္တာဖြင့်ကောင်းမွန်စွာပြုစုလျက်ကောင်းမွန်စွာပြုစုလျက်ပေါင်းဖက်ပါမည်ဟုပေါင်းဖက်ပါမည်ဟုဂတိတစ္ဆာပြုပါ၏ဂတိတစ္ဆာပြုပါ၏ဒီမှာတို့သမီးလေးလိုက်ဆိုပေးစီခြင်းနဲ့နော်ဂတိကိုဝက်ကိုဆိုစီခြင်းတဲ့ကျမမအဲလစ်ဇဘက်သည်ကျမမအဲလစ်ဇဘက်သည်မောင်ဆိုင်အောင်ကိုကျမဤလက်ထက်ခင်ပွန်းအဖြစ်ကျမဤလက်ထက်ခင်ပွန်းအဖြစ်တိမ့်ပိုက်ပြီလျင်ယနေ့မှစ၍အသက်ကုံဆုံးသည့်တိုင်အောင်ဘဝခရီးတစ်လျှောက်တာယာသည်ဖြစ်စေကြမ်းတမ်းခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေ
ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ ကျမ်းမာသည်ဖြစ်စေ နာသည်ဖြစ်စေ နာသည်ဖြစ်စေ ထာဝရဘုရားဤ သာရဖျားဤ အမိန့်တော်နှင့်လျော်ညီစွာ အမိတ်တော်နဲ့လျော်ညီစွာ ချစ်ချင်းမေတ္တာဖြင့် ချစ်ချင်းမေတ္တာဖြင့် ကောင်းမွန်စွာပြုစုလျက် ကောင်းမွန်စွာပြုစုလျက် ပေါင်းဖော်ပါမည်ဟု ပေါင်းဖော်ပါမည်ဟု ဂတိသစ္စာပြုပါ၏ ဂတိသစ္စာပြုပါ၏ โอเคဆိုတော့တို့သားနဲ့တို့သမီးကဘုရားသခင်ရှေ့လူတို့ရှေ့အသင်းတော်ရှေ့မောက်မှာဂတိသစ္စာဆိုပြီးပြီဆိုလို့ရှိရင်မောင်ဆိုင်အောင်နဲ့နော်မအဲလိဇဘက်တို့ရဲ့နှစ်ဦးနှစ်ဖက်ကြမှာတက်တည်ထားတဲ့လက်စွပ်ရှိတဲ့အတွက်ကြောင့်လက်စွပ်ကိုဒီရှေ့ကိုယူလာပေးဖို့ဖိတ်ခေါ်ခြင်းနဲ့ဆိုတော့ဒီလက်စွပ်ဒီတန်ဖိုးရှိတယ်အဆုံးအစမရှိဘူးလူရှိဖျားရှိမှလည်းပဲတက်တည်ဖြစ်တယ်တန်ဖိုးဖြတ်မြတဲ့အရာဖြစ်တယ်ဒီအရာအပြင်ခိုင်မြဲတဲ့သစ္စာခိုင်ကြည်တဲ့မေတ္တာကိုသူတို့ဖော်ကျူတာဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ကဒီသဘောတူညီပြီးမှတက်တည်ထားတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာတော့မောင်ဆိုင်အောင်ကသူတို့သမီးကိုဒီလက်ဆွပ်ပေးဖို့ဖြစ်ပါတယ်ဆိုတော့သူတို့သမီးဖက်ကလည်းပဲဒီအတိတက်တည်နေအဖြစ်เนาะဒီရွှေလက်ဆွပ်လေးသူတို့လှုပ်ထားတယ်เนาะခိုင်ကြည်တယ်ခိုင်မြဲတယ်တန်ဖိုးရှိတယ်မုံမြတ်တယ်ဆိုတော့သူတို့တက်တည်ထားပြီးမှလှုပ်ဆောင်လက်ရှိပါတယ်ဆိုတော့အခုချိန်မှာတော့သူတို့သမီးကသူတို့သားကိုဆွပ်ပေးမှဖြစ်ပါတယ်ဆိုတော့ဒီနေ့နော်သူတို့လူပြုခဲ့တဲ့ဂတိသစ္စာတွေတက်တည်တွေအထိမ့်မဲ့တွေတစုံတစ်ခုနေအပြင်ဒီရွှေလက်စွပ်အပြင်သူတို့ဆွပ်ပြီးပြီဆိုလို့ရှိရင်နော်ဒီအရာအလုံးကိုဖျားရှိလူရှိမှာကျွန်တော်နေအပြင်ဒီဆူတောင်းပေးမှာဖြစ်ပါတယ်တော့ကောင်းကင်ဘုရားအရှင်ထာဝရဘုရားကိုရောဖန်ဆင်းတော်မူသောကိုရောပြုတော်မူသောသားမောင်ဆိုင်အောင်နဲ့သမီးမအဲလိဇဘက်တို့သည်အသင်းတော်ရှိဘုရားသခင်ရှိလူတို့ရှိမောင်းမှာသဘောတူညီလျက်ထိမ်းများမင်္ဂလာဆောင်နှင်းခြင်းအမှုကိုပြုပါ၏သူတို့သည်အတိအသက်နေအပြင်လည်းပဲဒီမင်္ဂလာလက်စွပ်အပြင်အပြန်အလှန်လည်းပဲဆင်နွှဲပြီးဖြစ်ပါတယ်ကိုရောထို့သူလူတို့ရှိမောင်းမှာလည်းပဲဂတိသစ္စာတိုင်တယ်လက်သူတို့ရွတ်ဆိုခရီးဖြစ်ပါတယ်ကိုရောဒီအပေါ်မှာကိုရောရှင်ဆက်လက်အတိအသက်ထားလက်ဆက်လက်ခိုင်မြဲစေပါသူတို့ရဲ့တတ်မှာရှိတကွတာ၍ဖျားရှိလူရှိမှမျက်သာရသောသားနဲ့သမီးအိမ်ထောင်ရေးဖြစ်စေပါဒီအမှုရာကိုကိုရောပေးထားသောအခွင့်အာဏာနဲ့အညီခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမအားဖြင့်တိုင်တည်လျက်မောင်ဆိုင်အောင်နဲ့သမီးမအဲလိဇဘက်တို့ရဲ့အိမ်ထောင်ပြုခြင်းအမှုတရားဝင်ထိမ်းမြတ်ခြင်းအမှုကိုခရစ်တော်ယေရှုနာမအပြင်စက္ကန့်နဲ့ဆုတောင်းပေးပါတဲ့အဖထာဝရဘုရားအာမင်ဆိုတော့အခုချိန်မှာတော့ဒီကျွန်တော်တို့အပြန်လန်လူနှစ်ဖက်ကနေလက်မှတ်ထိုးမြတ်အချိန်ဖြစ်ပါတယ်ဆိုတော့အခုချိန်မှာတော့ကျွန်တော်တို့တဒိုးသားရောတဒိုးသမီးကောဒီနှစ်ဖက်နော်ဒီအတိတ်တွေကအကုန်လုံးဘုရားရှိလူရှိမှလက်မှတ်ထိုးပြီးသွားပြီကျွန်တော်လည်းထိုးပြီးသွားပြီကျွန်တော်လည်းအပြင်ဖတ်ပေးခြင်းတယ်Now the certificate of marriage, this certificate is to affirm the marriage between groom Shion by bride Elizabeth. This is to affirm that a ceremony was held and marriage vows were affirmed before family and friends in accordance to the order of the church and laws of that land. No, so we must no the Janoye. တဒိုးသားရဲ့တဒိုးသမီးရဲ့ပြီးတော့နှုတ်နှစ်ဖက်ဖက်ကအားလုံးကအတိတ်တွေလက်မှတ်ထိုးပြီးမှဒီ certificate ကိုတဒိုးသားနဲ့တဒိုးသမီးကိုအနှင်းတော့မှာဖြစ်ပါတယ်ဒီချင်မှာတော့ဆိုတော့တစ်ဆက်တည်းမှာပဲเนาะဒီတဒိုးသားနဲ့တဒိုးသမီးကဒီမင်္ဂလာဖျောင်းတိုင်ကိုပြင်ဆင်ထားတဲ့အတွက်ကြောင့်သူတို့နှစ်ဦးကဒီမင်္ဂလာဖျောင်းတိုင်ကိုထုံးကြီးဖို့ရန်အတွက်တစ်ဆက်တည်းဖိတ်ခေါ်ခြင်းတယ်နော်။တုံလုံးလက်ခုပ်တီးပြရအောင်ဂုဏ်ပြုပြရအောင်။ဆိုတော့နော်ဒီဘုရားသခင်ကောင်းကြီးပေးထားတဲ့အိမ်ထောင်တရားဝင်ထိန်းထားခြင်းကိုတော့ပြုလုပ်ပြီးသွားပြီ။အခုချိန်မှာတော့ကျွန်တော်တို့အပြင်အချိန်နည်းငယ်မင်္ဂလာဒေသနာကို
ချီးမြှင့်ပေးခြင်းပါတယ်နော်ဆိုတော့ကျွန်တော်ဖတ်ခြင်းတဲ့ကျမ်းပိုက်ကဆောလကလေးအခမ်းအနားမှုဖတ်သွားပြီးကျွန်တော်ပြန်မဖတ်တော့ဘူးနော်အခမ်းအနားမှုကဒီအေဖက်ဩဝါဒစာအခန်းကြီး9အခန်းငယ်23ကိုဖတ်ပေးပြီးသွားပြီဆိုတော့ဒီနေ့နော်ဒီမောင်ရှိုင်းအောင်နဲ့မအဲလီဇဘက်တို့ကိုကျွန်တော်တို့ ਨੇ အဖြစ်အဓိက message ကနှစ်ချက်ပဲပေးခြင်းတယ်အဲ့ဒါပါလေဆိုလို့ရှိရင်ဖျားရှိလူရှိမှအိမ်ထောင်မှုပြုသွားပြီးထိမ်းများမင်္ဂလာဆောင်နှင်းပြီးသွားပြီဆိုလို့ရှိရင်ခမည်းတော်မှာတာဝန်ကြီးသွားပြီဆိုတာကိုဥစွာပြောခြင်းတယ်ဆိုတော့အားကြောင့်ကျွန်တော်တို့မြန်မာမှုနေပေမှာလည်းပဲလင်ဝတ္တရား5ပါးမယားဝတ္တရား5ပါးတပည့်ဝတ္တရား5ပါးဆရာဝတ္တရား5ပါးအစရှိအပြည့်ရှိတယ်နော်5ပါးဒါပေမဲ့ကျွန်တော်ရဲ့ခရစ်ယာန်အိမ်ထောင်မှာဆိုလို့ရှိရင်ဝတ္တရားကကျွန်တော်အများကြီးမတောင်းဆိုပါဘူးနှစ်ချက်ပဲလင်ဝတ္တရားနှစ်ချက်မိန်းမဝတ္တရားနှစ်ချက်နှစ်ပါးနော်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်နော်အဲ့ဒါဗာလဲဆိုလို့ရှိရင်ဥစွာနော်ဒီမောင်ရှိုင်းအောင်ကိုဥစွာပြောချင်တယ်ခမည်းရဲ့တာဝန်ဝတ္တရားအိမ်ထောင်မှာအခုစပြီးမှပြုလာပြီဆိုလို့ရှိရင်ခမည်းမှာလည်းတာဝန်ကြီးတဲ့အတွက်ကြောင့်ခမည်းရဲ့တာဝန်ကနှစ်ပါးဖြစ်တယ်ဆိုတော့ကျွန်တော်ပြောပြနော်ဒီမှတ်မိစေချင်တယ်မှတ်သားစေချင်တယ်အဲ့ဒါပါလေဆိုလို့ရှိရင်အိမ်ထောင်မှာအိမ်ထောင်ဦးစီးပြီးဦးဆောင်ဖို့လိုအပ်တယ် to be the leader of the family နော်ဆိုတော့အကြောင်းမိသားစုကိုကောင်းကောင်းဦးဆောင်ဦးရွက်ပြရတော့မယ်ကျွန်တော်အမျိုးသမီးဆုံးဖြတ်လိမ့်မယ်ကျွန်တော်အမျိုးသမီးလှုပ်လိမ့်မယ်ကျွန်တော်အမျိုးသမီးဟိုကလှုပ်လိမ့်မယ်မရဘူးအစုံအဖြတ်အားလုံးရဲ့တာဝန်ဝတ္တရားဥဆောင်ဥရပြကမိမဟောပဲဗာလဲမိမလားမဟုတ်ဘူးအမျိုးသားရှမ်းအောင်ဖြစ်တယ်နော်ဆိုတော့အားကြောင့်ဒီအကြောင်းမူကားခရစ်တော်သည်အသင်းတော်ဤအပေါ်မှာခေါင်းဖြစ်တော်မူတဲ့ကဲ့သို့ယောက်ျားသည်မိမိခင်ပွန်းဤအပေါ်မှာခေါင်းဖြစ်၏ခရစ်တော်သည်လည်းမိမိကိုယ်ကိုကေတင်တော်သူဖြစ်တော်မူ၏ဆိုတော့ခရစ်တော်ရဲ့ဟာဆိုလို့ရှိရင်အသင်းတော်ရဲ့အရှင်သခင်အသင်းတော်ရဲ့ဥကောင်းသူ့အသက်ကိုပေးပြီးမှကိုချစ်တာနော်အတင်းသမားလည်းမလိုက်ချောက်ခိုင်းပါဘူးအသင်းတော်ကိုနော်ငါအသွေးပဲငါဝေထားတယ်လို့လာတယ်အဲကြောင့်မောင်ဆိုင်အောင်ခမည်းသည်ဒီနေ့အိမ်ထောင်ပါခမည်းကအဆုံးအဖြတ်ဥဆောင်ဥရဲ့ပြုရမယ်ဆိုတဲ့ဟာကိုနားလည်စေချင်တယ်နော်ဆိုတော့ကျွန်တော်တူပဲပြောပါမယ်နောက်ဒုတိယတစ်ချက်နော်ဒီဒုတိယတစ်ပါးဗာလေဆိုလို့ရှိရင်အခုနကဒီအခမ်းအနားမှုဖတ်တော့တဲ့အေဖက်ခန်းကြီး9အခန်းငယ်33မှာပါတယ်အဲ့ဒါဗာလေဆိုလို့ရှိရင်ဒီကိုခန္ဓာကိုယ်ကိုချစ်တဲ့ကဲ့သို့ကိုယ့်ရဲ့ဇနိမ့်တွေကိုချစ်မြတ်နိုးပါလို့လာတယ်အေဖက်အခန်းကြီး9 33နော်ဒီအစောနာကျွန်တော်ဖတ်တော့တဲ့ဟာကြတော့အေဖက်အခန်းကြီး9 23ခုက33မှာပါလာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဇနိမ့်တွေကိုချစ်မြတ်နိုးရမယ်တဲ့ဆိုတော့မိန်းမတွေဘာကြောင့်ဒီစကားကိုပြောလဲတမန်ကျမ်းစာကဒီတဲ့အတိုင်းမိန်းမတွေဆိုတာမုံတွေကိုဆိုလို့ရှိရင်ဝေစားရင်ဝေစားမယ်အချစ်ကိုတော့ဝေစားပေးခြင်းတဲ့ဆန္ဒမရှိဘူးသူတို့ကအချစ်ကိုဆိုလို့ရှိရင်အယမ်းကိုမမောတယ်လုံးဝအပြည့်အဝကိုလိုချင်တယ်အဲဒါကြောင့်မုံတွေကိုသူတစ်ဖက်ကိုပဲစားရင်စားမယ်အချစ်ကိုတော့တခြားယောက်ျားစီမှာမပေးစေချင်ဘူးသူပဲအပြည့်အဝရချင်တယ်အချစ်ကိုသူတို့အယမ်းကိုလောဘကြီးတယ်မိန်းမတွေကနော်ဆိုတော့အကြောင်းတမန်ကျမ်းစာကခမည်းရဲ့အချစ်ကိုအပြည့်အဝပေးပါလို့လာတယ်တဝဲလည်းမဟုတ်ဘူး85ရာခိုင်လည်းမဟုတ်ဘူးဆိုင်အောင်နော်ဆိုတော့ခမည်းရဲ့အဲလီဇဘက်ဒီနေ့ကတော့အရန်ချောတယ်လှတယ်နောက်ဆိုလို့ရှိရင်နည်းနည်းလိုချက်ကွာစိတ်ပြတ်တယ်လို့မရဘူးအဲ့တော့အဆင်မပြေဘူးဆိုတော့ခမည်းပေးရမယ့်အချစ်သည်ယာနုံပြည့်ချစ်မြတ်နိုးပါလို့လာတယ်85ချစ်ဖို့90ရာခိုင်ချစ်ဖို့မဟုတ်ဘူးနှစ်ချက်ပဲတော့ကျွန်တော်ခရစ်ယာန်အိမ်ထောင်မှာအရန်ကိုရိုးရှင်းတယ်ယောက်ျားကအိမ်ထောင်ကိုနိုင်နဲ့ဥဆောင်ဖို့ကျွန်တော်အမျိုးသမီးလာပါစေအောင်ကျွန်တော်အမျိုးသမီးနဲ့ဟောမရဘူးတိုင်တော့တိုင်ပင်ပဲအစစရတိုင်ပင်ပဲလှုပ်ဆောင်မဲ့ဒါမဲ့အဆုံးအဖြတ်ကယောက်ျားပဲမိန်းမတွေဆိုတဲ့ຢာကခံစားချက်တွေရှိတယ်နော်ဒီခါလေအားကြောင့်ဒီဟိုကခံစားတရားခံစားတော့အလွယ်လွယ်အမမတွေဖြစ်ကုန်တယ်အားကြောင့်အာနာနီနဲ့ရှာဖိတော်ကြည်လိုက်နော်သူတို့ငကိုဆုံးဖြတ်တဲ့အတိုင်းမသွားအတွက်ကြောင့်နောက်ဆုံးမှာတေပွဲဝင်ရတယ်အာနာနီနဲ့ရှာဖိတွေငါးပါးမှောက်တယ်နော်
တကယ်ကိုအရေးတက်ရေးကြည့်တယ်ဒါကျွန်တော်ဟာတာပြောတာမဟုတ်ဘူးနော်တခါလေအသက်နဲ့တမရင်းရတယ်တက်ရေးကြည့်တယ်နော်ဆိုင်အောင်ကဲဆိုတော့ကျွန်တော်အဲ့လောက်ဆိုတော့ကျွန်တော်ဆက်ပြောခြင်းတယ်အဲ့ဒီမှာဗာလဲဆိုလို့ရှိရင်နည်းနည်းပိုရှင်းအောင်ပေါ့နော်ဒီတခါတည်းမှာကျွန်တော်တို့အသက်တာတွေမှာဒီတစ်ဖက်မှာပဲဇောင်းပေးမှဥဆောင်သွားမယ်ဇောင်းပေးမှချစ်သွားမယ်ဆိုတော့အဲ့ဒါလည်းအန်ဒီရပဲတချို့တော့အရန်ချစ်တယ်ဟေးဒါပေမဲ့တစ်ဖက်မှာအားနေတယ်တချို့တော့အရန်ကိုဗာလဲဒီဥဆောင်ကောင်းတယ်ဒါပေမဲ့တစ်ဖက်မှာနည်းနည်းရောက်တော့အဲ့ဒါအန်ဒီရပဲအဲ့ဆိုအာဗြဟံအသက်တာကနေကျွန်တော်တို့အနည်းငယ်ဆင်ခြင်ရအောင်အာဗြဟံကဥဆောင်တယ်မြစ်တာမပါဘူးနည်းကအချစ်မပါဘူးအာဗြဟံအသက်တာမှာနော်အဲ့ဒီအိမ်ထောင်ရဲ့ကနေ့ကျွန်တော်ရှုထောင်းနေကျွန်တော်ကြည်တာနော်ယုံကြည်ခြင်းတို့ဘာလို့ညာတော့ကျွန်တော်အဲ့ဒီရှုထောင်းကျွန်တော်ကြည်တာမဟုတ်ဘူးကျွန်တော်အိမ်ထောင်ရေးရှုတောင်းကနေကြည်တဲ့အခါမှာအာဗြဟံအသက်တာကဥဆောင်တဲ့အိမ်ထောင်ကိုဥဆောင်တဲ့ဒါပေမဲ့မြစ်တာမပါဘူးဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်စံစာဖတ်မနေတော့ပါဘူးပူလဲအိုက်လဲအိုက်တယ်ဒါပေမဲ့ဖတ်ချင်လို့ရှိလို့ရှိရင်မှတ်ထားဖို့ရန်အတွက်ကပောက်ဥကြံခန်းကြီး7:10ကနေ16မှာဘာပါလဲဆိုတော့ဘုရားသခင်မိန့်ပါတယ်အီဂျစ်ပြည်ကိုမသွားနဲ့အစာငမခေါင်းပါတဲ့အခါမသွားနဲ့လို့ပြောတယ်ဒါပေမဲ့သွားလိုက်တော့ဟေးမိန်းမရေဟိုအမတွေ့လို့ရှိရင်နင်ကငါမိန်းမလို့မပြောနဲ့နော်ငါညီမလို့ပြောနော်လိန်ခိုင်းတယ်ယောက်ျားဟုတ်တယ်နော်လိန်ခိုင်းတော့ငါညီမဆိုတော့နောက်ဆုံးမှာဘာဖြစ်သွားလဲအဲ့သူမိန်းမကဘာဖြစ်လာလဲဘသူရဲ့မိန်းမဖြစ်သွားလဲဖာရောဘုရင်ရဲ့မိန်းမဖြစ်ဖို့အကြောင်းဖန်လာတယ်ကြည့်နော်ယောက်ျားတွေဥဆောင်တယ်တေချာလဲမချစ်ချင်းရဲ့အနှစ်သာရတွေနော်အကြောင်းဖန်လာတယ်အဲ့ဒီမှာဒီလိုမျိုးဖာရောဘုရင်ကတိတဲ့အတိုင်းဘုရင်တွေကတိတဲ့အတိုင်းဟိုထောတရားဟောတရားကောက်တာလေတော့ကောက်တာဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဖျားเจ้าမှာသူအိတ်ဖို့ရဲ့လုပ်ကောဘုရားသခင်ကဂျားဝင်ဖြည့်ရှင်းရတယ်ဟေးဖာရောဘုရင်ကြီးဒါသူ့ယောက်ျားရှိတယ်ကာမပိုင်ရှိတယ်မလုံနဲ့လို့ပြောတာမှာပါတယ်နော်ဖာရောဘုရင်အမှားမဟုတ်ဘူးနော်အာဗြဟံလိန်လေခဲ့တဲ့အတွက်ကြောင့်တိမ့်ပိုက်တာအဲကြောင့်ကျွန်တော်အိမ်ထောင်မှာကိုမိသားစုကိုဥဆောင်လို့ရှိရင်သူတပည့်ယောက်ျားတွေဥဆောင်တယ်မြစ်တာကို90ပြားတော့နော်တဝက်တစ်ပြားတော့မလုပ်ပါနဲ့ပြဝပေးပါနော်အနှစ်သာရရှိပေးပါချစ်ပါလို့နော်အဲကြောင့်အိမ်ထောင်မှာဥဆောင်တဲ့အခါမှာမြစ်တာလေးပါဖို့လို့လည်းဥလေးဥဆောင်မယ်ပြီးရင်အဲ့ဒီအာဗြဟံတက်တာပဲကျွန်တော်ထပ်ဆင်ချင်ရအောင်မြစ်တာတော့ပါတယ်အာဗြဟံနော်ဆာရာကိုအရန်ချစ်တယ်ဒါမဲ့အိမ်ထောင်ရေးကိုကောင်းကောင်းလေးဥဆောင်ဥရွက်အဆုံးဖြတ်မပေးဘူးအဲ့ဒါပါလေဆိုလို့သိတယ်ကပ္ပဦးကျမ်းခန်းကြီး16အခန်းငယ်1ကနေ4မှာပါတယ်ဖျားဂတိပြတဲ့ခမည်းတော်ငါလူမျိုးကြီးဖြစ်စေမယ်နော်သားပေးမယ်လို့ပြောထားတယ်ဒါကိုသူတို့မဆောင်ဘူးမဆောင်တော့ဆာရာဘာပြောလဲပူညံလှုပ်တယ်နော်ပူညံနဲ့လှုပ်တော့ပါပဲယောက်ျားရဲ့ဟိုမှာနော်ကျမကျွန်မရှိတယ်သွားအိတ်လိုက်ဘာတူလဲဟာဂရဒါအာဗြဟံကလည်းဘာမှမစင်စားဘူးစုလဲမတောင်းဘူးထင်ပါတယ်နော်သဘောကအဲ့ဒါသူမိန်းမခိုင်းတဲ့အတိုင်းသွားအိတ်တယ်အိတ်တော့ကလေးရပြီကလေးရတော့မိန်းမဆိုတာတိရတက်ပဲမနာလို့ဖြစ်ပြီစိတ်မပြောတော့ဘူးတခါတည်းသူကမောင်းထုတ်ဖြစ်လာတော့နာကျင်နဲ့မောင်းထုတ်ဖြစ်လာပြန်ရောတခါလေဇနီးအလိုကြပြောတဲ့အတိုင်းမှာလိုက်တော့လှုပ်တယ်စုမတောင်းတယ်ပေါ့သိမသိရာများလေးတေချာလေးမစင်စားဘူးဥဆောင်ဥရဲ့မပြူဘူးနော်ဥဆောင်ဥရဲ့မပြူဘူးတခါလေလိန်မုန်းကိစ္စကအစနော်ဒီပြောမယ်ဆိုလို့ရှိရင်ဆာရာရဲ့လိန်မုန်းကိစ္စဆိုတာလင်းနဲ့မရကြမှာပဲရှိတာဒါတော့မသိတော့ဘူးထင်တယ်မပြောဘူးအမှန်အဲ့လိုပြောရမယ့်ဟာနော်ဒါငါမိမပြောတာဟုတ်လားမဟုတ်ဘူးလားတေချာလဲတမန်ကျမ်းစာနဲ့ဖခင်ရဲ့အလိုတော်နဲ့တေချာမဆန့်စစ်ဘူးဒီနေ့ကျွန်တော်တို့ပရိသတ်တွေထဲမှာကျွန်တော်တို့အားလုံးရခွန်အားယူဖို့ပါဆိုတော့ဆိုကြပါလေအဲ့ဒီကနေဆိုကြကပါလေအခုချိန်ထိအဲ့ဒီပြဿနာတွေအခုချိန်ထိခံစားနေရတယ်နော်နာကျင်ရတယ်နော်အာရနဲ့ဣသရေလအခုချိန်ထိပါလေမုန်တီမှုတွေအညိုအာဂါတတွေခါတီမှုတွေအမင်္ဂလာတွေအခုချိန်ထိခံနေရတယ်အဲ့ဒါကြောင့်ကျွန်တော်အိမ်ထောင်တွေကဒီတခုခုဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်တမန်ကျမ်းစာနဲ့ညီရလားနော်ဖခင်ရဲ့အလိုတော်နဲ့ကောကြားရလားတေချာလေးကိုဆုံးဖြတ်ပြီးမှကိုဥဆောင်ဥရပြုဖို့လိုအပ်ပါတယ်ဆိုတော့ညာနော်အဲ့ဒါကြောင့်ကျွန်တော်တို့ယောက်ျားရဲ့တာဝန်ဒီကောင်းကောင်းလေးဥဆောင်ဖို့ရပြီးတော့ကိုယ့်ရဲ့မိန်းမကိုချစ်မြတ်နိုးဖို့ရ
နော်အဲ့ဒါကျွန်တော်လင်ဝတ္တရားနှစ်ပါးနော် Okay now ကျွန်တော်တို့ခင်ပွန်းဇနီးတေရဲ့ဝတ္တရားမှာလည်းနှစ်ပါးရှိပါတယ်ဆိုတော့အဲ့မှာအေဖက်အခန်းကြီးဟိုမှာပေါ့နော်ဒီ33မှာပါတယ်မိန်းမကိုလမ်းညွန်တဲ့အရာကဝတ္တရားနုခပါလေပထမတစ်ခါပါလေဆိုလို့ရှိရင်အချင်းမိန်းမတို့သခင်ဖရာဤအုပ်ဆိုးတော်မူခြင်းကိုဝန်ခံတကယ်တော့ကိုခင်ဘုံဤအုပ်ဆိုးခြင်းကိုဝန်ခံကြလော့ကိုယောက်ျားရဲ့ဥဆောင်မှုအောက်မှာတေချာလေးကိုဖရာဝင်းနဲ့မွေးတော်ပြမကိုနာခံလိုက်ချောက်ပဲနော်အေလိဇဘက်ခမယောက်ျားရှိုင်းအောင်ရဲ့ဥဆောင်ဥရွက်မှုအောက်မှာကောင်းကောင်းလေးနော်ဒီနာခံရှင်တလို့မနာခံရှင်တလို့ပုံကန်ရှင်လို့စန့်ကြတာမျိုးမရဘူးနော်အားကြောင့်ရှိုင်းအောင်ရဲ့အမျိုးသားရဲ့ဥဆောင်ဥရွက်မှုအောက်မှာဝန်ခံပြီးတော့သွားဖို့လိုအပ်တယ်ဆိုတဲ့အရာနော်ပြီးတော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်အေဖက်အခန်းကြီး9:33ပါပဲเนาะအစောတော့ကျွန်တော်ဖတ်တာတော့အေဖက်အခန်းကြီး9:22မှာเนาะအခုက33မှာကတို့ရတွင်သင်တို့သည်အသီးကိုချစ်တကယ်သို့ကိုခင်ဘွန်းကိုချစ်ကြလော့မိန်းမသည်လည်းကိုခင်ဘွန်းကိုယိုသေးခြင်းရှိစေလော့အစောရကြတော့ဒီယောက်ျားရဲ့ဥဆောင်မှုအောက်မှာဝန်ခံဖို့ရဲ့เนาะဒီအခုဒုတိယဝတ္တရားကြတော့ကိုခင်ဘွန်းကိုယိုသေးဖို့ respect တခါလေကျွန်တော်တို့အမျိုးသမီးတွေကနော်ကျွန်တော်တို့တိုင်းရင်းသားတွေမှာပိုတောင်ရှိတယ်လူရှိသူရှိမှာကိုယောက်ျားမကောင်းကြောင်းကိုယောက်ျားရဲ့အားနေချက်တကယ်တော့မချစ်တာတော့မဟုတ်ဘူးသိလားဆိုတော့ကိုလူများရှိမှာတက်နင်းတာကိုယောက်ျားရဲ့မကောင်းကြောင်းကိုယောက်ျားရဲ့ဟွာပြအမလေးချနင်းပြီးမှကိုမျိုးပြစ်စလက်ခတ်နိုင်တော့တာတကယ်တော့မချစ်တာလည်းမဟုတ်ဘူးနော်ဆိုတော့အဲ့ဒါကြောင့်ကိုယောက်ျားကိုကတန်ဖိုးမထားမှတော့ဘသူတွေကတန်ဖိုးထားမှာတော့သူများလည်းအာမနာပါပြောမှာပဲလုံမှာပဲငါတို့ယောက်ျားကဒီလိုဘာမှလည်းမဟုတ်ဘူးမတော်ဘူးမသိဘူးမတတ်ဘူးဆိုတဲ့ဟာမျိုးတွေအဲ့ဒီဟာအကျိုးဆက်ကကိုသားသမီးလည်းပဲအဲ့ဒီကိုယောက်ျားကိုသူတို့ရဲ့အဖေကိုတန်ဖိုးထားတော့မှာမဟုတ်ဘူးအဲ့ရည်ကြီးတယ်အဲကြောင့်ယောက်ျားတွေရဲ့မတ်မောတဲ့အရာကအချစ်မဟုတ်ဘူးမိန်းမတွေကအချစ်မဟုတ်ဘူးဘာလဲယောက်ျားတွေအမတ်မောဆုံးကအေလိဇဘက်တီးထားဖို့ယိုသေးတာနော်ယိုသေးတာ respect တိတ်မတ်မောတယ်ကိုမိန်းမကလူရှိသူရှိမှကျမတို့ယောက်ျားဒီလိုဟွာဖြစ်တယ်ဟွာကျွေးမွေးပေးတယ်စောင်းရှောက်ပေးတယ်ဆိုတော့ရန်ကိုဂုံယူတာပတ်စံအများကြီးမပေးနိုင်ရင်တောင်မှနော်ဒီအဲ့လိုမျိုးဝင့်ကြွားစွာအဖြစ်ယူမှကျွန်တော်ပခုံးလေးပေါ်မှာမှင်းပြမသွားပြီဆိုလို့ပို့တောင်ရှိသေးတယ်တော့ယောက်ျားတွေမတ်မောတာမိန်းမတွေရဲ့ယုံတည်ခြင်းမိန်းမတွေမျက်နှိုးတာကယောက်ျားစီကနေချစ်ချင်းမြတ်တာအပြည့်အဝဒါပဲနော်အဲ့အသိအရေးကြီးပါတယ်လို့ဆိုတော့ဒီနေ့ဘူနွေမောင်ရှိုင်းအောင်နဲ့နော်အေလိဇဘက်တို့ဒီကျွန်တော်ရဲ့ခရစ်ယာန်အိမ်ထောင်မှာဒီမယားဝတ္တရားလင်ဝတ္တရားတွေကိုတေချာလေးကြာနာသိပြီဆိုလို့ရှိရင်အိမ်ထောင်မှာမပျော်ရွှင်စရာမချမ်းမြေ့စရာကောင်းကြီးမရစရာအကြောင်းမရှိဘူးအာဗြဟံကဲ့သို့သောမျိုးတော့မဖြစ်ပါစေနဲ့ဥဆောင်တဲ့ချစ်ချင်းမြတ်တာမပါဘူးချစ်ချင်းမြတ်တာတော့ရှိတယ်ဒါပေမဲ့ဥဆောင်ရကောင်းကောင်းလဲအဆုံးဖြတ်မပေးဘူးအဲ့လိုမျိုးဆိုလို့ရှိရင်နောက်မျိုးဆက်တွေမှာတကယ်ကိုအမင်္ဂလာတွေမကောင်းတဲ့အရာတွေနဲ့ကြုံရတဲ့အတွက်ကြောင့်တော်တော်လေးကိုအဆင်မပြေဘူးအဲအကြောင်းဒီနေ့ဒီသတို့သားနဲ့သတို့သမီးမယားဝတ္တရားလင်ဝတ္တရားဒီနှစ်ပါးလေးကိုမှတ်မိပြီးမှသွားစီခြင်းတယ်ဆိုတော့အမျိုးသားရဲ့ဝတ္တရားဒီအိမ်ထောင်ကိုဦးစီးဖို့ရဲ့ကို့အမျိုးသမီးကိုချစ်ဖို့ရဲ့အမျိုးသမီးရဲ့တာဝန်ဝတ္တရားဒီအမျိုးသားရဲ့ဥဆောင်မှုကိုဝန်ခံဖို့ရဲ့ပြီးရင်ကိုယ့်ရဲ့အမျိုးသားကိုယိုသေးမှုရှိဖို့ရဲ့เนาะကျွန်တော်ဒီနေ့ဒီမင်္ဂလာ message လေးကိုတူလေးနဲ့ပေးပြီးမှဒီခွန်အားပေးတာတိုက်တွန်းတာဒီမှာပဲရန်နာပါတယ်ရန်စတိုင်းပုံမှာဖခင်ရဲ့ကောင်းချီးမင်္ဂလာတက်ရောက်ပါစေ